ဒါပေမဲ့မမျှော်လင့်ထားတဲ့အတိုင်းအရာအားလုံးအဆင်ပြေသွားခဲ့တယ်။အဲ့ဒီညမှာအမျိုးသားကမိန်းကလေးကိုသူ့အိမ်ကြီးထဲခေါ်သွားပြီးသူမကြိုက်တဲ့အစားအစာမသိတာကြောင့်အစားအစာမျိုးစုံနဲ့စပွဲကြီးပြင်ဆင်ခိုင်းခဲ့တယ်။မိန်းကလေးကအံ့အားသင့်သွားပြီးအစားအစာတွေအလားတမဖြစ်စေချင်တာကြောင့်အိမ်ကဝန်ထမ်းအားလုံးကိုပါအတူစားဖို့ဖိတ်ခေါ်ခဲ့တယ်။အိမ်တော်ထိန်းကတော့အမျိုးသားစိတ်ဆိုးမဲ့ထင်ပြီးစိုးရိမ်သွားခဲ့ပေမဲ့အမျိုးသားကချက်ချင်းသဘောတူခဲ့တယ်။ပွဲနေ့ရောက်တဲ့အခါမိန်းကလေးကတခြားဖခင်ဖြစ်နိုင်တဲ့အမျိုးသား6ယောက်ကသူမရဲ့အမေနဲ့တူတဲ့မျက်နှာကိုသတိထားမိမှဆိုလို့မိတ်ကပ်အများကြီးလိမ့်ပြီးဖုံးကွယ်ထားခဲ့တယ်။လူတိုင်းကသူမရဲ့အသွင်ပြင်ကိုစိတ်ပြတ်သွားပေမဲ့ဘယ်သူမှဝေဖန်ရဲခြင်းမရှိခဲ့ဘူး။သူမကကိတ်မုံစားနေချိန်မှာအိမ်တော်ထိန်းကချမ်းသာတဲ့အမျိုးသားရဲ့မွေးစားသမီးကသူမနဲ့တွေ့ချင်နေတယ်လို့ပြောလာတယ်။နှစ်ပေါင်းများစွာအချစ်ဦးကိုဆုံးရှုံးခဲ့ပြီးနောက်ဝမ်းထဲနေတဲ့အမျိုးသားကအဲ့ဒီအချိန်မှာမွေးစားသမီးတယောက်ကိုခေါ်ယူထားခဲ့တာဖြစ်တယ်။မိန်းကလေးကအပြင်ထွက်တွေ့လိုက်တဲ့အခါအေးဆက်နေတဲ့ရာသီဥတုထဲမှာမွေးစားသမီးကအဝတ်ပါဝတ်ပြီးတမင်စောင့်နေခဲ့တာကိုတွေ့လိုက်ရတယ်။မိန်းကလေးကချက်ချင်းနားလည်သွားတယ်သူမကချမ်းသာတဲ့အမျိုးသားရဲ့တနာမှုရဖို့ရည်ရွယ်ချက်ရှိတရုပ်ဆောင်နေတာဖြစ်တယ်။တွေ့တဲ့အချိန်မှာမွေးစားသမီးကမျက်ရည်ကျသလိုလုပ်ပြီးနှစ်ပေါင်းများစွာအမျိုးသားရဲ့ချစ်ချင်းကိုသူမတယောက်တည်းရရှိထားခဲ့တယ်လို့ပြောခဲ့တယ်။သူမကိုမကြိုက်ရင်အမျိုးသားနဲ့အဆက်အသွယ်ဖြတ်ပေးမယ်လို့ပြောခဲ့ပေမဲ့မိန်းကလေးကမနာလိုဖြစ်မဲ့အစားအေးအေးဆေးဆေးသဘောတူလိုက်ပြီးအဲ့ဒီအကြောင်းကိုချက်ချင်းသွားပြောဖို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာဝိုင်းနီတဲလာတဲ့စပွဲထိုးတယောက်ဖြတ်သွားခဲ့တယ်။မွေးစားသမီးကတမင်တကာချေချော်ဟန်ဆောင်ပြီးဝိုင်းပလင်းကိုမြေကြီးပေါ်ကျကွဲစေခဲ့တယ်။အတန်ကြားတာနဲ့လူတိုင်းပြေးလာကြတယ်ချမ်းသာတဲ့အမျိုးသားကဘာဖြစ်တာလဲမေးလိုက်တဲ့အခါစပွဲထိုးကလိန်ပြောပြီးမိန်းကလေးကတွန်းလိုက်တာကြောင့်လဲကျသွားတာလို့ဆွဆွဲခဲ့တယ်။မွေးစားသမီးကသူမရဲ့အစီအစဉ်အောင်မြင်ပြီလို့ထင်ခဲ့ပေမဲ့ချမ်းသာတဲ့အမျိုးသားကမိန်းကလေးဘက်ကနေချက်ချင်းကာကွယ်ပေးပြီးသူမဟာဒီလိုလုံးမဲ့သူမဟုတ်ကြောင်းယုံကြည်ကြောင်းပြောလိုက်တယ်